Welcome back to my channel, English with Zani Mena. So now we are going to read a paragraph, an article, an essay. The heading of this article, this essay is The Kite Maker. The Kite Maker ဆိုတဲ့ခေါင်းစဉ်နဲ့ essay တစ်ခုဒါမှမဟုတ် article ဆိုပြီးတော့လည်းပြောလို့ရတယ်အဲ့ဒါကိုကျွန်တော်တို့ဖတ်မယ်ပြီးလို့ရှိရင်ဒါကိုဘာသာပြန်မယ်ပြီးတော့ဒီထဲမှာပါတဲ့ essential grammar ပေါ့မရှိမဖြစ်မသိမဖြစ်လိုအပ်တဲ့ grammar မဖြစ်မနေလိုအပ်တဲ့ grammar လေးတွေကိုရှင်းပြသွားမယ်เนาะ The Kite Maker ဆွန်လုပ်သမားပေါ့ So how you became a kite maker, how you the artisan. So ဆိုတာကဒီလိုနဲ့ how you became a kite maker, how you ဆိုတဲ့လူဟာဆွန်လုပ်သူတယောက်ဖြစ်လာခဲ့တယ် how you the artisan, how you ဆိုတာကဘယ်သူလဲလက်မှုပညာတဲ့ how you ပေါ့အဲ့လိုပြောတော့အဲ့တော့ဒီထဲမှာကျွန်တော်တို့လေ့လာရမယ့် essential grammar မဖြစ်မနေသိရမယ့် grammar ဘာလဲဆိုရင်so ဆိုတဲ့စကားလုံးကိုဒီနေရာမှာအကျိုးဆက်အနေနဲ့ဒီလိုနဲ့ဆိုပြီးတော့သုံးထားတယ်။နောက်တစ်လုံးက became သူက become ဆိုတဲ့စကားလုံးရဲ့ verb 1က become verb 2က became verb 3က become ပဲအဲ့တော့ become က present simple tense ဖြစ်တယ် became က past tense ဖြစ်တယ်နောက် become က past participle ဖြစ်တယ် verb 3ပေါ့နောက်တစ်ကြောင်း how you the breadwinner အဲ့တော့ how you the breadwinner bread ဆိုတာကပါမုတ် winner ဆိုတာကအနိုင်ရသူပါမုတ်အနိုင်ရသူအဲ့လိုမျိုးလားမဟုတ်ဘူးเนาะ breadwinner ရဲ့အဓိပ္ပာယ်ကမိသားစုကိုလှုပ်ကြွေးနေရတဲ့သူကို breadwinner လို့ခေါ်တာအဲ့တော့ how you the breadwinner how you ကမိသားစုလှုပ်ကြွေးနေရတဲ့သူဖြစ်တယ်အဲ့တော့ဒီမှာ verb တို့เนาะစတဲ့object တို့ဒီလိုစကားလုံးမျိုးတွေမပါဘူးအဲ့တော့ဒီလိုအရေးအသားမျိုးလေးတွေကိုကျွန်တော်တို့ကတည်တည်ချာချာကြည့်ထားရမယ်How are you the breadwinner မိသားစုလှုပ်ကြွေးနေရတဲ့ how are you ပေါ့အဲ့ဒါကစာအရေးအသားဝတ္ထုရေးတဲ့အခါမျိုးတွေမှာ article တို့ essay တို့ရေးတဲ့အခါမျိုးတွေမှာဒါမျိုးလေးတွေ၃လေးရှိတယ်အဲ့ဒါကိုမှတ်ထားရမယ်နောက်မှာသူကလူနာမည်ထည့်မယ် noun ထည့်မယ်သူနောက်မှာ the article ထည့်မယ် article ဆိုတာ determiner ပေါ့ there ကနော် determiner ထည့်မယ်ပြီးလို့ရှိရင်သူနောက်မှာ noun ထည့်မယ် okay အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့မှတ်ထားရမယ်How are you the breadwinner အပေါ်မှာပြောတော့တာက how are you the artisan လက်မှုပညာတဲ့ how are you ပေါ့တော့ဒီမှာပြောတာက how are you the breadwinner မိသားစုလှုပ်ကြွေးနေရတဲ့ how are you အဲ့တော့ဒီမှာ essential grammar ကဘာလဲမသိမဖြစ်